angina pectoris ရင်ဘတ်ကြတာနာခြင်းပေါ့နော် pectoris ဆိုတာကကြတော့ဒီရင်ဘတ်မှာရှိရဲ့ pectoral muscle ပေါ့ရင်ဘတ်ကြတာယူ pectoral muscle လို့ခေါ်တာပေါ့နော်အဲ့ pectoral muscle ရဲ့နာ angina ပေါ့နော်ဒါကို angina pectoris ရင်ဘတ်ကြတာနာခြင်းလို့ခေါ်တာပါဘာကြောင့် angina pectoris ဖြစ်ရတယ်လဲဆိုရင်တခုခုနဲ့ထိမိခိုင်းမိလို့မှောက်အေးလို့ဒီလိုကြောင့်ရင်ဘတ်ကြတာနာတာမျိုးမဟုတ်ပါဘူးအဓိကကတော့ဘာကြောင့်ဖြစ်ရတယ်လဲဆိုရင်ဒီရင်ဘတ်ရဲ့ဘယ်ဘက်ရင်ဝဲနောက်ဘက်အောက်မှာရှိနေတဲ့နှလုံးပေါ့နော်ဒီနှလုံးသွေးလွှတ်ကြောတွေမာလာတာတွေကျဉ်းလာတာတွေကြောင့်ရင်ဘတ်ကြတာနာလာခြင်းဆိုတဲ့လက္ခဏာကိုပြလာတာပဲဖြစ်ပါတယ်ဒါကြောင့်အဓိကဒီမှာမှတ်ထားမှာတော့ angina pectoris ဆိုတာဒီနှလုံးသွေးကြောကျဉ်းခြင်းကြောင့်ဖြစ်လာတဲ့ရင်ဘတ်ကြတာနာတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်ဘာကြောင့်နှလုံးသွေးကြောတွေကျဉ်းလာတယ်လဲပေါ့နော်အဲ့တော့နှလုံးသွေးလွှတ်ကြော coronary artery လို့ခေါ်ပါတယ်သူဒီအဓိကအစီစိတ်တွေစားတာများတဲ့သူတွေကြိုက်တဲ့သူတွေကိုယ်လက်လှုပ်ရှားမှုနေတဲ့သူတွေမှာအသက်ကြီးလာတာနဲ့အများဒီအစီကနှလုံးသွေးလွှတ်ကြောတွေမှာစုလာတယ်ဒါနဲ့ပိတ်လာတယ်လမ်းကြောင်းကျဉ်းသွားတယ်ပေါ့နှလုံးသွေးလွှတ်ကြောရဲ့လမ်းကြောင်းကကျဉ်းသွားတာပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့စလိတ်တွေတောက်တာများတဲ့သူတွေပေါ့နော်ဆွဲပြီးတောက်တဲ့တွေလိုပဲအရက်ဆွဲပြီးတောက်တဲ့သူတွေမှာဒီစလိတ်တွေရက်တွေမှာပါတဲ့toxins ပေါ့နော်ဓာတ်တွေစိတ်တောက်တွေကြောင့်နှလုံးသွေးလွှတ်ကြောရဲ့နံရံလေးတွေမှာရှိရဲ့cell လေးပျက်စီးလာတယ်ပေါ့နော်ပျက်စီးလာတော့နှလုံးသွေးလွှတ်ကြောဒီပုံမှန်အတိုင်းကျုပ်နိုင်ဆန့်နိုင်ဘူးမလုံနိုင်တော့နှလုံးသွေးလွှတ်ကြောတွေမာလာတယ်ပြောပြမှုမရှိတော့မာလာတယ်ပေါ့နော်ဒါကြောင့်လည်းပဲဒီနှလုံးရဲ့ကျုပ်နိုင်ဆွမ်းနိုင်စွမ်းအားတွေကျဆင်းလာတယ်ပေါ့ဒီချက်တွေကြောင့်နှလုံးသွေးလွှတ်ကြောဒီပုံမှန်တိုင်းမဟုတ်တော့ဘူးကျဉ်လာပြီမာလာပြီပေါ့ဒီနှလုံးသွေးလွှတ်ကြောထဲမှာစီးဆင်းပြီးတော့တည်ဆောင်လာတဲ့သွေးတွေပေါ့ဒီသွေးထဲမှာတည်ဆောင်လာတဲ့အောက်ဆီဂျင်တွေဒီလမ်းကြောင်းကျဉ်သွားတဲ့အတွက်ကြောင့်နှလုံးဆဲတွေစီကိုလုံလောက်မရောက်တော့ဘူးမရောက်တော့တဲ့အတွက်ကြောင့်နှလုံးဆဲတွေဒီအောက်ဆီဂျင်လုံလောက်မရောက်ရင်ပုတ်လာတယ်ပေါ့နော်ပုတ်စာပြူလာမယ်ဒါကြောင့်နှလုံးဆဲတွေကနာကျင်လာတယ်နာလာတဲ့အတွက်ကြောင့်သူ့ရဲ့အပေါ်မှာရှိရဲ့ရင်ဘတ်ကြွတာပါကူးဆက်ပြီးတော့နာကျင်လာတယ်နောက်ဒါကြောင့်angina pectoris ဆိုတာဒီနှလုံးသွေးလွှတ်ကြောကျဉ်ကြောင့်ခံစားရတဲ့လက္ခဏာရင်ဘတ်ကြွတာနာတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီ definition တွေကတော့ခုနကပြောပြထားတဲ့အတိုင်းပေါ့နော် angina is a type of chest pain caused by insufficient coronary blood flow နှလုံးသွေးလွှတ်ကြောကိုသွေးစီးဆင်းမှုလောက်မရှိရဲ့အတွက်ကြောင့်နှလုံးဆဲတွေနာကျင်ပြီးတော့အောက်ဆီဂျင်လုံးလောက်မရလို့နှလုံးဆဲတွေနာကျင်ပြီးတော့ဖြစ်လာတယ်